go lagi hal lagi ni lagi no hanya ini kete bakado le po he o le po wa soga bo ta du ni ba soga o lo mo no halagi no tamita to halagi mula bi kete la da mi che cho ko su le ga we chumo le ke ma ai de tin nya ba ami ga cha tho da awe tia ta ga mi lo no amgo aga cha go kho da ko le gi de we da sa ga che da li no de we da awe da blood ni coffee order ba do ne ya video se ka lui se ka sheni ya cho di order ba sheni ya a chomo ya la ma apa ya la ma li wa minu a chomo ya la ma wa你说个么的da me da awe mi ga chata te awe lagi ga chata li no awe ga chala coffee no ba do awe le mata ma le wa lo le ta ma lo bu se sa ba wa lo ta o poli no ta aba lo pa ya la ma ya amara bwe mi la ba ri pho ya wa tade ba thu le no noမတိတော့ဘူးလေငါ့ကိုလာစိုးမဟာငါ့ကိုလာစိုးမတဲ့လူလဲရှိနေလို့နော်သူတို့ထင်တာသူတို့ကပညာတဲ့ပညာမဲ့ကသူတို့မှခွဲခြားမတတာနော်ပညာတဲ့နဲ့ပညာမဲ့သူတို့ခွဲခြားမတတော့လေလူတယောက်ကိုအပြေနဲ့မြင်ပြီးတော့သူတို့စုပ်ဖြတ်တာပေါ့နော်အပေါ်ရနဲ့ကြည့်ပြီးတော့စုပ်ဖြတ်တာပေါ့ thank you你说个么的这呢么？你说个么的个把米拉考打对了，我个鸟的呢？把不了的为了不我们那个米了个为了了，得了我的叫个肚里个得了我咋个米的了的，哼。Introducing Grammarly, like I have prepared it. Okay, no, minglaba shin, minglaba. Walagi halagi nilagi no osula sai minglaba shin. ဒီနေ့တရားတော့ဗမာစကားနည်းနည်းသုံးမယ်နော်ဘာဖြစ်လို့လဲဆိုတော့ဒါတွေကဗမာ PDF တွေနဲ့ပတ်သက်နေလို့နော်ပြီးတော့တော်လာရင်နဲ့ပတ်သက်နေတယ်ဆိုတော့ကျမကပြောတဲ့လူကဗမာလိုမျိုး तू ကတော့ပို့ကြီးပေါ့နော်ဒါပေမဲ့ဗမာစကားသုံးတယ်ဆိုတော့ကျမလည်းဗမာစကားပြသုံးမယ်ဒါပေမဲ့ကြွကြကတော့မဟုတ်ပါဘူးစူးစမ်းပြီးတော့ပြောမှာပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ကိုပြောမှကိုရဲ့ပြည်သူတွေကသိမှာလीနော်ကိုကစဟာသူတို့ဘယ်လိုပြောမလဲဆိုတော့သူတို့ကကျမကိုစကားစထောက်ခံနေတော့သူတို့ယူဆတာပေါ့နော်ကျမပြောရမယ်ဆိုရင်ကျမကစကားစထောက်ခံလောက်အောင်ကျမမမဲ့ကျမတလောက်ထိမမိုက်ဘူးနော်
ဒီမှာ तू ဘာတွေရေးလဲဆိုတော့သူဘာတွေရေးလဲဆိုတော့ဒီမှာဒီအမနော်ဒီအမအထောက်ပို့တရောပဲဘယ်မှာလဲမသိဘူးဘာလဲဂရီနီစပေါ်တလာဘာတွေရတယ်စစ်မွေစားဘူးစစ်မွေစားတာကျမကိုတုတ်ပြတဲ့အချက်ပဲကျမစစ်ဝေစားတယ်နော်သူကဒီစာမှာဘာရေးလဲဆိုတော့စကစကရေလောက်စားညာဟာလောက်စားညာဂျမ်ဖြတ် KNU PC DKBA BGF အချက်ပြောသွားတဲ့ဒုက္ခတဲ့ဘဝကရေမာတဲ့သူတို့ထင်တာကျမကိုဒုက္ခတဲ့အားနဲ့ကြီးလာတယ်ဟုတ်တယ်ကျမမှာဒုက္ခတဲ့မှာကြီးလာတယ်အပြစ်ဒါတော့အပြစ်မဟုတ်ဘူးလို့ကျမထင်တယ်ကိုယ်ကံတရားနဲ့ကိုယ်ပဲလေနော်ဒုက္ခတဲ့ကြီးလာတဲ့လူတက်ကစောက်သုံးမကြဘူးဆိုရင်ဒါဆိုရင်ဒုက္ခတဲ့မှာဘာဖြစ်လို့တချို့ရဲ့ကောင်းစော်တွေတချို့ရဲ့ကောင်းစော်ပေါ့နော်တော်လာရဲ့ကောင်းစော်တွေဒုက္ခတဲ့နဲ့ပဲအလုံးလုံးစားနေတာလေနော်သူကဘာပြောလဲဆိုတော့ဗာလဲအကျက်ကြိုက်ပြောသွားတဲ့ဒုက္ခတဲ့ဘဝကြီးရင်မာတဲ့ကျမမနာဘူးအမှန်တရားဆိုတာကျမလက်ခံတယ်ဒီဒုက္ခတဲ့ဘဝကြီးရင်မာကဒုက္ခတဲ့ဘဝကို तू တိလို့သူ့ရဲ့ပြည်သူကဒုက္ခတဲ့ဘဝမရောက်အောင်ကိုယ့်ရဲ့ပြည်သူအတွက်စကားပြောပေးနေတယ်နေတို့ထင်တာဒုက္ခတဲ့ဘဝကဒုက္ခတဲ့ဘဝဆိုတာပျော်တယ်လို့နေတို့ထင်နေတာလားဒုက္ခတဲ့စခန်းမှာနေတို့ခင်ဒုက္ခတဲ့ခက်မှာနေတို့သွားနေကြည့်စမ်းဘလောက်ထိပင်မလဲဘယ်နေရာမှထွက်သွားမရဘယ်နေရာမှလည်းသွားမရဘာမရအဲ့ဒီသူများခက်တဲ့မှာပဲသူများချုပ်ထားနေတယ်လို့ပဲအနှစ်40 50ကြော်တယ်နော်ဒုက္ခတဲ့ဘဝနေလုံမြောက်ဖို့ကျမတို့ပြည်သူတဲ့ကျမတို့ပြောပေးနေတာဟုတ်ပြီလားကျမကိုဒုက္ခတဲ့ဘဝကြီးမနဲ့အဲ့ဒီနင်းကလေးကနေရပညာမဲ့တဲ့လူတယောက်ပဲဒီလားနော်ပညာသူတို့ကစကားပြောမယ်တို့ဒီကောင်မပညာမတက်ဘူးနေတော့ဘလောက်ထိပညာတက်နေလို့လဲပြောစမ်းမတ်ဒါဟာမတ်တော့ခိုင်လိုက်ဒီလိုပဲစကားပြောမယ်ဆိုအဲ့ဒီကောင်မပညာမတက်ပေးမကြတိမတ်တော့ခင်ကြောင်းပင်တမ်းပြီးနေလို့လေနေတို့ကဘယ်တက်တူကနေပြီးနေလို့လေတော်လာရေးလုံနေတာဒါပဲတိလားသူပြောတဲ့စကားကိုလည်းပပကျမတို့စကားနားထောင်ကြည့်မယ်လေနော်ပြပြောမလို့ပဲဒါပေမဲ့စဉ်းစားနေတယ်အကျိုးရှိလားမရှိဘူးလားဆိုတော့ပြပြီးတော့စဉ်းစားတယ်ဒါပေမဲ့ तू တုံးနေတဲ့ဒုက္ခတဲ့ဘဝတစ်ခုကကျမပြပြောချင်တယ်နော်ဒုက္ခတဲ့ဓမင်းကိုစားပြီးတော့ကျမပဲတော့မအားဘူးဒုက္ခတဲ့ဓမင်းကတန်ဖိုးရှိလို့အဲ့ဒီဒုက္ခတဲ့ဓမင်းနဲ့ကြီးလာတာအတိတရားတွေရှိလို့ဒီအတိတရားအနေနဲ့ပဲကျမပြည်သူအတွက်ရက်တီပေးနေတယ်နော်ကိုတက်တယ်ကိုတိတယ်ဆိုပြီးတော့ကိုအထင်မကြီးနဲ့နော်တော်လည်းမိဘပြည်သူများအားလုံးမင်္ဂလာပါရှင်နော်ဒီနေ့6ရက်နေ့10လပိုင်း2025ဖြစ်ပါတယ်ရှင်နော်ရမဲဖလုံမှုလုံးဟောအစလာစာကျမရဲ့ Facebook အကောင့်ထဲမှာဆိုစင်ရေးထားပါတယ်ရှင်နော်ဒီနီမျိုးဆို့ထားတဲ့ဒုက္ခတဲ့ဓမီကိုနီပြန်အန်ထွဲလို့ကျမအဲ့လိုမျိုးပြောထားပါတယ်ရှင်နော်တချို့လူတွေကဒုက္ခတဲ့ဓမီကငါပြမအားထုတ်လို့နော်ငါပြမအန်ထုတ်လို့ငါတိတရားအဲ့ဒီဒုက္ခတဲ့ကျွေးနေတဲ့ဓမီငါမအားထွဲလို့အဲ့ဒီအတိတရားနဲ့ကျမပြည်သူအတွက်ကျမရက်တီပေးနေတယ်နော်ဒုက္ခတဲ့စခန်းနေပြီးတော့ဒုက္ခတဲ့ဘဝနဲ့ဘာမှနေလို့လဲဘာမှမမဘူးဘာဖြစ်လို့ငါတို့ဒုက္ခတဲ့နဲ့ရောက်နေရတာလဲဗမာချစ်ရဖြစ်နေလို့ပဲ
ဗမာချစ်ချင်းအာနာခဏခဏလူနေလို့ပဲခံခဲ့ရတဲ့လူကတော့တဲရည်သားလေနော်မနာဘူးတိလားကျမဒုက္ခတဲ့ဘဝနေလာတာဒုက္ခတဲ့စခန်းနေလာအတိတရားအများကြီးတိလာခဲ့တယ်ဒါပေမဲ့ဒုက္ခတဲ့စခန်းဒုက္ခတဲ့မနေဘူးတဲ့လူဆိုတော့ဘလောက်ထိဒုက္ခခံခဲ့ရတာလဲဆိုတာဒုက္ခတဲ့စခန်းထဲမှာနေတာသူတို့မသိဘူးလေသူတို့မသိတော့သူတို့အချင်းသေးတာပေါ့ချင်းသေးပြီစေနေတော့လည်းနေတော့ကလည်းကျမအချင်းမကြည့်ဘူးစကားပို့ပြောတဲ့ပုံစံတော့မှသူများကိုပညာမတက်ပါမတက်နဲ့ကိုသူကတော့သူ့ကိုသူပညာမဲ့တော့မှသူ့ကိုသူမသိဘူးနော်ဒီမဲ့သူတို့အတွေ့အခေါ်တော့ချီပလိမ့်မှာပဲရှိတယ်ရှင်နော်โอเคသူများအတွေ့အခေါ်ကချီပလိမ့်မှာပဲရှိတယ်ဆိုတာနေ့အတွေ့အခေါ်ပြောစမ်းပါဦးဘလောက်ကြီးကျယ်နေလို့လဲဘလောက်တိဘလောက်ကနေလို့လဲဟမ်ပထမဦးဆုံးလက်နဲ့ကင်လေ1940ခုဘိုးချောင်းအောင်ဆောင်မကြဆုပ်ကြတဲ့ကပထမဦးဆုံးလက်နဲ့ကင်တာလေကရင်ဖြစ်ပါတယ်ရှင်နော်အနည်း90မှာဘယ်နေမြေမှာလူမြောက်မှုမရှိတာလဲကရင်ဖြစ်ပါတယ်ရှင်နော်အချင်းချင်းသားကြတာလဲကရင်ဖြစ်ပါတယ်ရှင်နော်ဘယ်အတန်းပညာမတတ်ပဲနဲ့နော်နေနဲ့ဘူဖြစ်သွားတာလဲကရင်ဖြစ်ပါတယ်ရှင်နော်အဲ့တော့ရေလူကျွေးတော့အယိုးထုပ်ကိုအသားတုံးများထင်နေကြတာလဲကရင်ဖြစ်ပါတယ်ရှင်နော်ဟုတ်တယ်လေအဲ့ဒါကြောင့်မလို့ကျမပြောတယ်လေဒီကီရီတွေကစတ်တော့မကြဘူးနေတို့ခဏလိုက်ပေါ်ကနေပဲပြောတယ်ဒီကီရီတွေကစတ်တော့မကြဘူးပညာမတတ်ဘူးအာနာယူနေတယ်အေးအာနာယူနေတယ်ဆိုရင်နေတို့ဘာဖြစ်လို့ကျမတို့နေမြေမှာကျမတို့ရဲ့ကီရီပြည်သူနေရှိတဲ့နေရငါတို့ကီရီနေမြေမှာဖွင့်လာစစ်မလားဖွင့်ရတာလေဘာဖြစ်လို့လုံမြောက်စေချင်နေတာလဲနေရတဲ့နေရကိုမကောင်းဘူးမလုံမြောက်ဘူးလောက်လဲဘာမှထူလာမှာမဟုတ်ဘူးဒီလိုမျိုးနေတော့ပြောတယ်လို့မျိုးဖြစ်လာမယ်ဆိုရင်ကရင်ပြည်နယ်မှာနေတော့လာရှုပ်စရာမလိုဘူးလေနော်လာရှုပ်စရာမလိုဘူးစရိုက်ကိုအလုတ်ကိုနော်ဩဇာတင်ဆောက်တာလဲကရင်ဖြစ်ပါတယ်ရှင်နော်အဲ့တော့ကျမကဘာကြောင့်ဟုတ်တယ်အကုန်လုံးကကရင်တွေပဲဒါဆိုကျမမင်းလိုက်ဦးမယ်ကီရာဟောပညာမတတ်ဖို့ဖြစ်တယ်လေကီရေပဲဘာတပြင်းမလည်းမလုံမြောက်တာလေကီရေပဲဒါဆိုရကချင်းရောလုံမြောက်လို့လားချင်းရောလုံမြောက်လို့လားဘယ်နေဘီယာလုံမြောက်နေပြီလားအခုကကီရေပြင်းနေတခုတည်းမဟုတ်ဘူးနော်မြန်မာနိုင်ငံတိုင်းသားကိုလုံးနေမြန်မာရခိုင်နယ်မြေတစ်ခုပဲလုံမြောက်တယ်လုံမြောက်တော့မှအကုန်လုံးမလုံမြောက်သေးဘူးသိလားပြောတော့ပညာတတ်တယ်ဆိုတလောက်ထိပဲအသိအညာရှိနေတာရှင်သွားပြီးတော့ထောက်ပို့လောက်ရတယ်ဆိုရှင်ပြီးတော့လည်း2023မှာဆိုစင်เนาะကျမစကိုင်းတိုင်းကိုရောက်ခဲ့ဘူးတဲ့အဲ့မှာဆိုစင်စကိုင်းနဲ့ကချင်ပြည်နယ်ကြားမှာဆိုစင် PDF စစ်စေးရေးကြရ3ခုရှိတယ်ရှင်เนาะအဲ့ဒီ PDF ကသူကမှတ်ဖို့တင်လာစစ်စေးနေတဲ့အချိန်မှာเนาะ KIA ကခုတ်ပေါ်မှာရှိတယ်ရှင်เนาะကားသမားကျမကဗာပြောလိုက်လဲဆိုစင်ဟိုမှာအမှားတဲ့ KIA တဲ့ကျမဟာအားကြားလိုက်တာပေါ့ရှင်เนาะအဲ့မှာဆိုစင်အညာဒေတာကလည်းเนาะမနစ်တနေ့တော့ပဲလက်လက်ကလည်းအဲ့ဒီအညာဒေတာနော်တူမီနဲ့စခဲ့တဲ့အညာဒေတာနော်ပြီးလို့ရှိရင်ချိန်ညပန်းနဲ့ဆိုင်ခဲ့တဲ့အညာဒေတာကိုနော် PDF စစ်ရေးက3ခုရှိတယ်ရှင်နော်ဒါပေမဲ့ကျမတို့ opposite နဲ့ပြန်ကြည့်လိုက်တဲ့အခါကျတော့အနည်း90လက်နဲ့ကင်ပြီးတော့နော်တန်းတူညီတူရချင်လို့လက်နဲ့ကင်လဲဆိုတဲ့ကရင်ကလည်းနော်ပြန်လာကြည့်လိုက်တဲ့အခါကျတော့ဒေါ်နတောင်ကနေမဝေ့နိုင်အဲ့တော့ဘာကြောင့်လဲဆိုရှင်ကျမတို့ပြန်လာကြည့်လိုက်တဲ့အခါကျတော့တစ်ဖက်ကကိုတူလေးအစတော့ကျမကိုတူလေးမှာလုပ်တယ်ပေါ့ရှင်နော်ကိုတူလေးလည်းနဲ့ကန်ကတကြနှစ်ကြရဖို့အရေးကိုစုပြီးတော့အသီးဖို့ဝယ်ပြီးတော့တိုက်ကြတယ်ပေါ့ရှင်နော်တကယ်လက်နဲ့အကောင်းစားရှိတဲ့ KNU PC တို့ပြီးလို့ရှိရင် BGF DKBA တို့ကလက်နဲ့အကောင်းစားရှိတဲ့ uniform စမတ်ကြဘူးတဲ့စစ်ဘူးဖနာနဲ့အကောင်းစားရှိတဲ့ဟုတ်တယ်လေစစ်မတိုက်ကြဘူးစစ်မတိုက်ကြဘူးနေတော့တိရနဲ့ဘာဖြစ်လို့လာနေတာလဲကျမမင်းလိုက်ဦးမယ်နော်စစ်မတိုက်ကြဘူး DPC စစ်မတိုက်ဘူး BGF လည်းမကောင်းဘူး DKBA လည်းမကောင်းဘူး KNU အဖွဲ့ကြီးလည်းမကောင်းဘူးသူတို့စီပွားရေးပဲသူတို့ကာကွယ်တယ်ဘာဖြစ်လို့နေတော့တွေຫນွေဦးတော်လာရင်ဖွဲ့ပြီးတော့ကရင်ပြည်နယ်မှာစစ်လာတိုက်နေတာရတာလေကျမဆိုရင်လေပ
ညာမတက်ဘူးနေပြောတယ်နော်ဟုတ်တယ်ပညာမတက်ဘူးဒါပေမဲ့ဒီနေမြေတစ်ခုကိုလူကိုကျမထက်မယ်ဆိုရင်ကျမဘုံမဆိုရင်ပေါ့နော်လူကိုကျမထက်မယ်ဆိုရင်လုံမြော့တဲ့နေမြေမျော်လေးချက်ရှိတဲ့နေမြေပဲကျမသွားမယ်လေကျမထက်မယ်လေလူတွေကိုဘာဖြစ်လို့နေတော့တိတိရင်နဲ့ငါတို့ကရေပြည်နယ်မှာလာပြီးတော့အတင်ခံပြီးတော့ငါတို့ကရေလူမျိုးတွေဆဲနော်ငါတို့ကရေလူမျိုးငါတို့ကရေအလုပ်တိတယ်နော်တိလားအဲ့ဒီတော့အခုကနေတော့ဘယ်လိုပါလဲ NUG လား NUG အဖွဲလားဟုတ်တယ် NUG အဖွဲဆိုရင်ကျွန်မပြောလိုက်အောင်မယ်နေတော့မှသူများနေမြေမှာလာနေပြီးတော့ရခိုင်နေမြေလဲအုပ်ချုပ်မရဘူး NUG လဲသူများမပေးအုပ်ချုပ်ဘူးရှင်းလဲဒီလိုပဲကချင်လဲဒီလိုပဲအညာလဲအဲ့ဒီတချို့တိုင်ဟာတမတော်ဘုံကားတို့ဗလဲမန္တလေးတို့တခြားပဲနော်NUG လဲအခါ PDF ဆိုရင်ဘာမှနိုင်တဲ့နေမြေတကွဲမှမရှိဘူးနော်ဘယ်နေမြေတကွဲမှမရှိဘူးနေတို့ထင်တာဒီငါတို့ရကရေပြည်နိုင်မှာငါတို့ကရေတော်လာရေးကရေရလက်နက်ကြိုင်တွေတဖွဲ့စီမမကောက်ဘူးဆိုတော့နေတို့ထင်တာဒီကရေပြည်နယ်မှာနေတို့လာစုံမလို့ရမယ်လို့နေတို့ထင်နေလို့လားမထင်နဲ့စုံမလို့မရဘူးနေတို့ထင်တာဟိုမှာဟိုတခြားနေမြေမှာငါတို့အချုပ်လို့မရဘူးဆိုရင်ကရေပြည်နယ်မှာโอเคပဲဘာဖြစ်လို့လဲဆိုတော့ကရေချင်းငါတို့ပြောပြီးတော့ကရေချင်းပြတိုက်ကြမယ် BGA ကြဆုံးမယ်ဆိုရင်မျောလဲကြဆုံးမယ်ပြီးတော့ငါတို့ကရေနေမြေကိုအုပ်ချုပ်မယ်ဒါတွေနေတို့စေးစားထားတယ်မဟုတ်လားမစေးစားနဲ့နေတို့ဒီလိုမျိုးစေးစားနေလို့ပဲ BGF နဲ့ DKBA နဲ့ PC နဲ့ပြပေါင်းပြီးတော့စိတ်မတိုက်ကြတော့ဘူးတိလားနေတို့ရဲ့အကြံတွေကနေရကိုလက်ပြီးတော့လူနေတာသူများနေရနေတို့လက်ပြီးတော့လူနေတာသူများတိတယ်လေအမားရကဆိုရင်ကျမကအဲ့ဒီကရပြည်နယ်မှာ PDF တရမှမစစ်စေချင်ဘူးဗမာလူမျိုးတရတော့မှမစစ်စေချင်ဘူးပြီးတော့ကရင်ကောင်းဆောင်ဗမာနိုင်ငံရေကစားနေတဲ့ကောင်းဆောင်လည်းမစစ်စေချင်ဘူးနော်ငါတို့ရ KNU ကောင်းဆောင်တွေကငါတို့ပြည်သူလုံမြောက်ဖို့အတွက်သူတို့လုပ်ပေးတာမဟုတ်ဘူးလေသူတို့လုံနေတာကမင်းဗမာလူမျိုးအာနာပြရအောင်သူတို့လုပ်ပေးနေတာအမားရကဆိုဒီလူတွေလည်းကရပြည်နယ်မှာမနေတိတ်ဘူးအလိုမရှိဘူးနေတော့လိုချင်တာပြည်တော်စုငါတို့ကရင်ပြည်နယ်မှာလိုချင်တာပြည်တော်စုမှမဟုတ်တာအမြင်မတူတော့လေစင်ဘယ်လောက်ပဲဖွင့်ဘယ်လိုနိုင်မလဲဒါတွေကပညာတက်လူတယောက်စဉ်းစားတိုက်ရမယ်လေနေတော့စဉ်းစားမတတ်တဲ့ကပညာမတက်တဲ့ပြည်ပညာတော်မှမဲ့သေးတယ်တိလားဘာလုပ်ခဲ့လဲဆိုရင်လှုပ်စားကြတာပေါ့ရှင်နော်သူတို့မိသားစုနဲ့သူတို့ကိုကြိုးအတွက်သူတို့အဖွဲ့အစည်းဩဇာကောင်းဖို့အတွက်နော်သူတို့သူတို့လှုပ်စားကြတယ်ပေါ့ရှင်နော်အခုကကျမကြည့်တာလက်နက်ကိုင်တိုင်းကအလောက်စားနေတာပဲဘာဖြစ်လို့ကျမဒီလိုမျိုးပြောရတာလဲဆိုတော့NUGကလည်းအများပြနိုင်ငံခြားမှာရောက်ပြီးတော့အေးတွေချမ်းနေပြပဲအေးစင်းနေရတာပဲအရေးဆိုရင်သူတို့ဘာမှမရှိဘူးဒါကလည်းလှုပ်စားနေတာပဲမဲဆောက်မှာရှိတဲ့ PDF ထောက်ပို့တွေများပြfor အတိဖွင့်မယ်နော် for အတိဖွင့်မယ်ဆိုရင်ပြီးတော့ for အတိပေါ်မယ်ဆိုရင်ဘဒူကလိုင်ကနေသွားဝယ်ပေးတာလေသွားကြည့် PDF ထောက်ပို့တွေတက်ပဲတိလားတော်လာရေးလောက်စားနေလို့ပဲကရင်ပြည်နယ်တစ်ခုတည်းမဟုတ်ဘူးဗမာပြည်တစ်ခုလုံးကိုတော်လာရေးတိုင်းက90ရာခိုင်နှုန်းလောက်စားနေလို့ပြည်သူတလောက်ထိဒုက္ခခံရတာပြည်သူတလောက်ထိစစ်ပြေးဆောင်ရတယ်ဘာမှတိုးတက်မှုမရှိဘူး4နဲ့5နဲ့ကြောနော်ပြီးတော့တချို့ပြည်တော်မှခံမနေလို့ကိုတက်တည်လိုက်တာလည်းရှိသေးတယ်လေမကြသေးဘူးလေတရက်2ရက်ပဲရှိသေးတယ်လေနေတော့NUG အဖွဲ့စီကပြောမယ်ဆိုရင်
KNU ကရင်ပြည်နယ်BGF PCDK ပဲသူတို့စီးပွားရေးပဲလှုပ်ရှားနေတယ်တော်လာရေးလှုပ်ရှားနေတယ်ဒီကရင်ပြည်နယ်တစ်ခုတည်းပဲလှုပ်ရှားနေတယ်ဆိုရင်တခြားပြည်နယ်မှာလုံမြော့ရပြီပေါ့အခုကဘာပြည်နယ်မှာမလုံမြော့ကြတဲ့ကလက်နိုင်ကြိုက်တိုက်ကလှုပ်ရှားနေလို့ပဲထောက်ဖို့အများပြအခုကကြီးပွားချားသာလာတယ်ဘာဖြစ်လို့လဲလက်နဲ့ကပြပြီးတော့တော်လာရေးဘန်းပြပြီးတော့လှုပ်ရှားနေတဲ့ဟာတွေတက်ပဲကရင်ပြည်နယ်တစ်ခုတည်းမကဘူးတိလားဆိုရှင်ဒီလေပြူကြီးဘဝကနေနော်ဒုက္ခတဲ့ရောက်သွားတဲ့နော်ဟိုကောင်မကဘာပြောလိုက်လဲဆိုဟိုကောင်မပြောလား refugees တော့မနေ pronunciation မတတ်ဖ ೇನೆ နော်သူများကိုပညာမတတ်ဘူးတဲ့ practice ပြလုပ်လိုက်အောင်နော်ကျမတို့ရဲ့ထောက်ဖို့စီဘီတဲ့ဟိုလာဆဲတဲ့လူတွေကနော်တိစီခွေးနဲ့နောက်ပြီးတော့ since ကရင်လောက်စားလက်နဲ့ကိုင် KNUPC အောက်ဆွဲ BGA အောက်ဆွဲ DKB အောက်ဆွဲဖြစ်ပါတယ်ရှင်နော်အဲ့ငါတို့ကအမတရားကိုထောက်ပြနေတာထောက်ပြနေတာမကြိုက်ဘူးဆိုရင်မတိုက်နိုင်ဘူးနေတော့ကိုတွားဆိုင်တဲ့လူတွေကဘဒူအော့ဆွဲကျမကနေထင်တာ BGA အော့ဆွဲ DKB အော့ဆွဲ PC အော့ဆွဲလို့နေထင်နေတာလားဘဒူအော့ဆွဲမှကျမမနေဘူးအခုဖြစ်လာတဲ့တော်လာရေးအဖြစ်အမှားကိုကျမပြောပြနေတာနေတော့ပဲပြည်တော်စုသွားမယ်ဆိုရင်မင်း online နဲ့ပြန်စကားပြောလေဘာဖြစ်လို့စိတ်တိုက်နေကြရတာလဲနေတော့စိတ်တိုက်အောင်ဘလောက်ထိအောင်မြင်နေပြီလဲပြည်တော်စုသွားမယ်ဆိုရင်မင်း online ဖိတ်ခေါ်ပါတယ်မင်း online ပြောတယ်ပြလာခဲ့ကတိပေါ်ဟာစပွဲပေါ်မှာကျွန်တော်တို့စကားပြောမယ်နေတော့မပြဘူးမင်းလည်းကြဆောလက်နဲ့ခရနဲ့ဘလက်ပြီးတော့တိုက်ချင်တယ်ဘာရတော့တက်လာပြီလေပြောစမ်းကရင်ပြည်နယ်မှာထားလဲပါတော့ခင်လှုပ်ရှားတဲ့တော်လာရေးဆိုတော့လေဘယ်နေရာမှမလုံမြောက်ဘူးဆိုရင်ဘာမှမဖြစ်ပါဘူးလှုပ်ရှားနေတာကိုတခြားနယ်မြေမှာNUG အုပ်ချုပ်တဲ့နေရာတနေရာရှိလားလုံမြော့တဲ့နေရာတနေရာရှိလားမရှိဘူးလေပြီးတော့ဟိုတပါကကိုလာပဲ26ရက်နေ့လားမတ်တောက်ခိုင်ပြောတယ်လေမဖေခိုင်တယောက်ကဖေဒီရဲတွေကမြို့ထဲမှာဝင်နေပြီနော်မဟာယာကိုနားနေနီးလာပြီယာကိုဘာမှမဖြစ်သေးဘူးဟုတ်ထောက်ပို့တွေကဒီလိုပဲအလူငွေရဖို့အတွက်ပြည်သူကိုဂျေးထက်ဖို့အတွက်ဒီစကားပဲသူတို့တုံးတယ်ပြီးတော့ဒီလက်သုံးချောနဲ့ထောက်ပြီးတော့အရေးတော်မှုအောင်ရမည်ဒီအောင်နဲ့ပြည်သူကိုလို့တိတ်တော့မယ်ဟုတ်မှာကျမရက်တည်နေတာပြည်သူဘဒုလက်ဆွဲမနေစရာမလိုဘူးအမတရားပြောတဲ့လူက NUG အဖွဲ့မှအမတရားပြောလို့ရတယ်ဒီ KNU အဖွဲ့မှအမတရားလို့ပြောလို့ရတယ် BGF အဖွဲ့မှအမတရားလို့ပြောလို့ရတယ်မဟုတ်ဘူးမြေပြေမှာပြကြည့်နော်မြေပြေမှာပြကြည့်မညီညွတ်တဲ့ပြည်နယ်တစ်ခုကစစ်လာတိုက်လဲဘာထူးနေလို့လေကျမပြောနေတာဒါBGF ကိုထောက်ခံတယ်မြော်လဲကိုထောက်ခံနေတာမဟုတ်ဘူးနော်နေတော့ပြောသလိုပဲဒီကရင်ပြည်နယ်မှာစက်တော့မကြဘူးလှုပ်ရှားနေတယ်ဟုတ်တယ်ဒီကရင်ပြည်နယ်မှာလုံမြောက်လို့မလုံမြောက်ဘူးဖြစ်လဲဆိုတော့ဘယ်နေရာမှဝင်လို့မရဘူးဟုတ်တယ်အဲ့ဒါဆိုဘာဖြစ်လို့နေတော့ရဲ့ຫນွေဦးတော်လာရွတွေငါတို့ကရင်ပြည်နယ်မှာလာပြီးတော့ဆင့်ဖွင့်တာလေတရားသားနဲ့ဘာဖြစ်လို့လာပြီးတော့ငါတို့ပြည်သူတွေကိုလာဒုက္ခပေးနေရတာလေဒါကအတိတ်တရားမရှိတာထောက်ဖို့ကျမတို့ကထောက်ဖို့လုပ်နေတာလားငါနဲ့ကြော်ပြီးဗါတဲ့ငါနဲ့ကြော်ပါစေအနည်း50ကြော်ပါစေအနည်း30ကြော်ပါစေ
အဖွဲစီးနဲ့တွားမယ်ဆိုရင်ဘယ်တော့မှမအောင်မြင်ဘူးနော် အဲ့ဒီအုပ်စုဖြစ်ပါလေရှင်နော်တေးစားနားထောင်နော်အဆင်လားအာနာရှိကိုလာတိုက်ပြီးတာမဟုတ်ဘူးဒုက္ခကပြီးနေတာလူတို့ကိုနော်ငါတို့အနာဖြစ်လာတိုက်လာမဟုတ်ဒုက္ခကပြီးနေတာကင်းရလာဒုက္ခပေးတာတဲ့ ဟုတ်တယ်လေပြောတာမားနေလို့လား နေတော့လာလို့ပဲငါရဆိုရင် BGA DKB BC တို့ပြည်ညတို့အကုန်လုံးတက်စီရောက်တော့မယ်တက်စီရောက်တော့မယ်တဲ့ ဟုတ်တယ်လေအမှန်တရားပဲ ဒီကဘယ်ဦးတော်လာရေးကောင်မကပညာမတောက်ရှင်နော်အတွေးခေါ်လည်းမရှိဘူး ကျမတော့ဟုတ်တယ်ကျမတော့ပညာမတတ်ဘူးနေ့အထင်ကျမအမြင်လဲနေလဲပညာမတတ်ဘူးပညာမတတ်တဲ့အပြင်ပညာတော့မှမဲ့သေးတယ်ကျမတို့အတွေ့အခေါ်ရှိလို့ဘာဖွဲ့စီမမဝေပဲနဲ့ပြည်သူအတွက်ရက်တီပေးနေတာသိလားကိုအချင်းမကြီးနဲ့အဲ့ရှင်နော် KNU နဲ့ DKB BG အဲ့တော့စီယုံဆိုတာတို့မှန်တယ်ဒါပေမဲ့စီယုံမှုကနှစ်ခုရှိတယ်ရှင်နော်ဖယ်တယ်ရချင်လို့တန်းတို့အခွင့်ရရချင်လို့ကရင်ပြည်သူတွေအမျိုးသားအလုံးကိုနော်အာနာစင်လက်အောက်မှာလူမြောက်ဖို့စီယုံတာလားဒါမှမဟုတ်ကိုရဲ့နော်ကြားပြန်ကုတ်ကူးလူကုတ်ကူးတွေကိုနော်ကာကွယ်ဖို့စီယုံတာလားဆိုတာနှစ်မျိုးရှိတယ်ရှင်နော်ဒါပေမဲ့ဒီကောင်မက ဒီကိုကူလူကိုကူอ่ะနောက်မှာစကားဆရှိတယ်နော်တရုတ်ပဲရှိတယ်ငါတို့ကရေပြည်သူနဲ့ဘာမှမဆိုင်ဘူးတိလားနှစ်ကိုနေအိုနှုတ်ကြီးတယ်အတွေ့အခေါ်ရှိတယ်လို့နှစ်ကိုနေထင်နေတာလားဟမ်နှစ်ကိုနေထင်မကြီးနဲ့ငါပိုတိတယ်နော် သူ့ဦးနောက်ထဲမှာအဲ့ဒါလောက်ညံ့မမြင်ဘူးရှင် နေအညာမီနေဆိုရင်နေဘယ်အဖွဲ့စီလဲအန်ယူဂျီလားအခုကမင်းအောင်လေရွေးကောက်ပွဲလုပ်တော့မယ်လေမင်းအောင်လေရွေးကောက်ပွဲအောင်မြင်မယ်ဆိုရင်နေတော့သပုတ်ပဲနော်နေတော့ຫນွေဦးတော်လာရေးလားဘာတော်လာရေးကဖွင့်စီးပြီးတော့မင်းအောင်လေကရွေးကောက်ပွဲလုပ်တာကိုမရိုက်ရအောင်ဖြတ်လေဘာဖြစ်လို့လိုက်ပေါ်ကနေလေတာကြီးကြီးနဲ့နေတော့တွေလိုက်ပြီးတော့អော်နေတာလေပြီးတော့နေတော့တွေနေတော့ထေကြီးပြီးတော့ငါတို့ကပြည်သူထောက်ခံနေတဲ့တော့တမတော်လာရေးလားဆိုရွေးကောက်ပွဲလုပ်လေနေတော့လည်းဖွဲ့စည်းလေမလုပ်နိုင်ဘူးမဟုတ်လားဒါမှအတွေးအခေါ်ပုံမတိတာပုံမတတ်တာတိလား你都从来没在下来，我罗在嘛都，我让你老家别样。人家他妈有个偏比较受伤，不不水耶。啊，都不在，谁干了都不在。ဆဲမှာပေါ့ငါတို့ချမေကိုလာစားငါတို့ရဲ့လူငယ်တွေကိုစော်ကား तू ကဘာမလို့လဲကိုနေ့ရက်ကိုဆွဲရထော်ထွက်လေမူးရစေဝါတောက်ပြီးတော့ထော်ထွက်ကောင်လေအခုကနေတော့ပြောတော့ငါတို့ရဲ့ကရပြည်နိုင်မှာဘိုးအကိုလောက်ကပညာမတက်ဘူးဆိုနေတော့တော့မှဒီတိုက်ရမှုတယောက်တော့မှထော်ထွက်တယောက်မူးရစေဝါကောက်တယောက်ပဲနေတော့ပဲတင်နေတယ်ဟုတ်ဘာနဲ့ကွာနေလို့လေမကွာလို့ပဲကျမပြောနေတယ်လေဖက်ဒရယ်ပြည်တော်စုသွားမယ်ဆိုရင်မြော်လည်းနဲ့ပြစကားပြောလေပြည်သူတွေကများပြဒုက္ခရောက်နေပြီနော်မြော်လည်းမာနကြီးနေတယ်လို့ဘာနေတယ်လို့နိုင်နေတယ်လို့တော်လာရင်လောက်စားနေတဲ့တာဟာတက်မဲဆောက်မှာရှိတဲ့လူကတိုက်ခါထဲမှာအဲကိုနဲ့ဒီဘက်ခောက်ရှိတဲ့လူကအဲခါထဲမှာဟိုးမှာမြေပြေးမှာ PDF ကလေးတွေစစ်သားတမတော်တွေဘာမှမရှိဘူးငါတို့ကကြီးစစ်သားလိုပဲကောင်းစော်တွေတောင်းစားလိုက်တာသူတို့လည်းအဝါကလေးတွေကတော့ဘာမှမရှိဘူးယူနီဖောင်းတယောက်တော့စုံတော့မှမရှိဘူးနော်ယူနီဖောင်းတယောက်တော့စုံတော့မှမရှိဘူးနေတော့ NUG လက်အောက်ခံ PDF တွေလည်းဒီလိုပဲနေတော့ငါတို့ရဲ့ KNU ကောင်းစော်တွေလာဆဲရအောင်နေတော့ကိုနေတော့ပြန်ပြင်း
နေတော့လောက်ရက်တွေကတိုးတက်တယ်ပြောသလိုပြည်သူတွေလက်ခံနေဆိုရင်နေတော့ဒီလောက်ထိတခြားဖွဲ့စည်းကိုလှည့်ပြီးတော့ဆဲเสียမလို့ဘူးနေတော့နောက်ကိုပြည်သူသွားမှာပဲပြည်သူလိုက်မှာပဲအခုကနေတော့ရဲ့ PDF တွေຫນွေဦးတော်လာရေလက်အောက်ခံတွေကိုလို NUG အပါဝင်မဟာမိတ်ပူပေါင်းတွေတဖွဲ့စီနဲ့တဖွဲ့စီတော့မှမတိုက်ကြဘူးငါတို့ KK ပြည်နယ်လာဆဲကြတယ်ဒါရအသွေးအခေါ်ရှိတဲ့လူလားကျမထင်တာအသွေးအခေါ်ရှိတဲ့လူပညာတတ်တဲ့လူဆိုရင်တလောက်ထိမညံ့ဘူးလို့ထင်တယ်နော် 不嘛，怎么是为啥？哦，都不嘛，怎么是为啥？ဗမာသမိုင်းစစ်မွေစားဘူးငါတို့ရဲ့ KNU ကားဆိုတာဗမာသမိုင်းကိုသူတို့လိုက်ပြီးတော့စိတ်ဝေစားနေလို့ငါတို့အခုချစ်ထိကြုံဖြစ်နေတာနော်နဲ့တွေ့ရခေါ်နဲ့တွေ့ရခေါ်နဲ့နေပဲဒါတော့ကျမရဲ့တွေ့ရခေါ်နော်နဲ့အမြင်နေပြောကျမရဲ့အမြင်ကတော့ကျမရဲ့ပြည်သူအတွက်ပဲဒီလားဒီမြန်မာနိုင်ငံကိုလူလိုက်ရကြအောင်ကြိုးပမ်းတဲ့လူကနော်ဗမာဖြစ်ပါတယ်ရှင်နော်ကျမ ဗမာဖြစ်တဲ့ဆိုရင်ဒီတိုင်းဟန်လွတ်လိုက်ရဲ့စူးစမ်းတဲ့လူကဗမာဖြစ်ပါတယ်ရှင်ပါတယ်လားပြောနေတာလေဗမာတွေမူဗမာတွေဘာလဲစိုးမိုးခြင်းတဲ့စိုးမိုးတိုင်းသားပေါ်မှာစိုးမျိုးခြင်းလို့တိုင်းသားတခြားသူတို့တခြားဘယ်တော့မှမပေးဘူးလေဗမာတလောက်ထိကောင်းမယ်ဆိုရင်အချစ်အာနာမလူကြဘူးမြန်မာနိုင်ငံမှာအာနာလူတာဘယ်နှခါရှိပြီလဲလူရခံတဲ့ငါတို့တဲရသားတွေကတော့ဗာတယ်မျောလိမ့်နေတယ်လုံမျောရေးပဲဒါမဲ့နောက်ကြတော့ငါတို့တဲရသားဘာရခဲ့လို့လဲဘာမှမရခဲ့ဘူးကြာခဲ့တာပဲနော်အကြောင်းဗမာနဲ့လက်တွဲနေရလဲဆိုရင်ကျမတို့ကတမြေထဲမှာရှိနေတဲ့အတွေ့အကြောင်းမို့ဟုတ်တယ်ပို့ရှင်နော်ဗမာတွေကောင်းစားမှကျမတို့ကကောင်းစားမှာဟုတ်တယ်နော်ဗမာတွေလူမျိုးမှကျမတို့ကလူမျိုးမှာဗမာတွေလုံမျိုးမှနေတို့လို့လုံမျိုးမှာအခုကဗမာတွေအေးစေးပဲနေပြည်တော်မှာဟောဟန်ရကုန်မှာနော်ဗမာလုံလာရမှနေတို့လုံလာရမှာငါတို့အတွေ့အခေါ်ကဒီလိုမျိုးမှမဟုတ်တာငါတို့ကရင်နေမြေမှာဒီလိုဒါတွေမှဟမ်ဒီဖက်ဒရယ်ပြည်တော်စုတော်မှာငါတို့ကရင်လူမျိုးတွေမှာအုံတော့ထဲမှာမထားဘူးလေဒါတော့နေတို့ရဲ့အမြင်သူများအမြင်နေတို့နဲ့မတူဘူးဆိုရင်ဒီလူကိုပညာမတတ်ဘူးဘာမှမသိဘူးအတိအတွေ့အခေါ်မရှိဘူးဒါတွေပဲနေတို့ပဲလက်ပြောနေတယ်နေတို့တော်တော်လေးပြီးတော့ဟိုဘယ်လိုပြောမလဲရှက်တက်ရေပေါ့နော်တော်တယ်တက်တယ်မြန်မာလုံမြောက်မယ်ဆိုရင်ငါလည်းတို့လည်းလုံမြောက်တယ်တဲ့မြန်မာကောင်းစားတယ်ဆိုရင်ငါတို့လည်းကောင်းစားတယ်တဲ့အခုကမြန်မာတွေပဲဗမာတွေပဲကောင်းစားနေတယ်ဟုတ်ငါတို့ကရေပြည်ကဲငါတို့ကရေတွေချင်းတွေကချင်တွေရခက်တွေပဲမှာလဲစစ်ပြေးရှောင်ရတယ်ဟုတ်နေရတိအညာတလောက်နဲ့ကတော့စကိုင်းမှုကိုလာမစားနဲ့တိလားဒီအတိအညာနဲ့ဆိုရင်လေကျမကိုပညာမတက်ဘူးဆိုတာပြောကြတဲ့ကနေရပညာမဲ့တာပဲဒါပေမဲ့အဲ့ဒီကောင်မကအဲ့ဒီလိုမျိုးအတွေ့အခေါ်မရှိဘူးရှင်နော်သူဘာပြောလိုက်လဲဆိုရှင်ငါတို့ကဗမာကြုံမဖြစ်ချင်တော့ဒီအတွေ့အခေါ်နေတော့လိုမျိုးမရှိဘူးလေဒါတော့ငါတို့ကျမရဲ့အမြင်နေရဲ့အမြင်ကဗမာလုံမြော့မနေတော့လုံမြော့မယ်ဆိုရင်ဗမာလက်ကိုစိုက်လို့ပေါ့ကျမလည်းမဆိုင်ဘူးတိလားကျမလည်းမဆိုင်ဘူးဒါမဲ့ကျမစစ်ဝေစားတာတခုကတော့ငါတို့ရဲ့ကကြီးပြည်မနေမှာတဲ့ပညာမတက်ပင်မတက်ပို့ဖြစ်တယ်တဲ့နင်တို့ရဲ့ကိုယ်ဆွဲကြတော့ရောထော်ထွက်မူးရည်စည်းဝါသမားပို့ဖြစ်တာပဲလေသူများကိုမပြောခင်လေကိုယ့်ရဲ့ community မှာကိုပြကြည့်ပြီလားသူဘာပြောလိုက်လဲဆို
ဆိုစင်နော် PDF ကလာပြီးတော့ဒုက္ခပေးတယ်တဲ့ ဟုတ်တယ်လေ PDF ကလာပြီးတော့ဒုက္ခပေးတာလားညီတို့တန်းတူညီတူရချင်လို့ညီတို့ကိုယ်ပိုင်ကြက်ထန်ခွင့်ကိုရချင်လို့ညီတို့ဖက်တယ်ကိုရချင်လို့ ငါတို့ဖက်တော်မရချင်ဘူးနေအထင်မှားနေတာငါတို့ပြည်တော်စစ်သွားမယ်ဆိုရင်စိတ်တိုက်စရာမလိုဘူးတိလားဘယ်နိုင်ငံကပြည်တော်စစ်သွားတဲ့နိုင်ငံတိုက်ကဘသူကစိတ်တိုက်နေလို့လဲနေတဲ့ဘယ်မှာနိုင်ငံတစ်ခုဘယ်မှာနိုင်ငံတစ်နိုင်ငံပဲစိတ်တိုက်နေကြတယ်ပြီးတော့ Federal ကိုလိုက်ပြီးတော့ရောင်းစားနေကြတယ်ဒီတိုင်းရသားနဲ့နော်မင်းတို့လည်းခေါ်တွေ့နေတာကိုနေတော့ပြကြည့်နေတော့ပြပြီးတော့စကားပြောလေ Federal ဆိုအခုကနေတို့ကလုံမြောက်ဖို့မဟုတ်ဘူး Federal လို့ချင်တာမဟုတ်ဘူး Federal စကလော့ကိုတိုးပြီးတော့ပြည်တော်စုတွေတိုးပြီးတော့တိုင်းရသားတွေလက်ပြီးတော့လေစားညာစားနေတာနော်တိလားနေတော့အာနာယူလို့ပြည်တော်စုဆိုပြီးတော့မင်းအောင်လဲကိုပြပြီးတော့မဆွေးနွေးတာဆွေးနွေးလေ ဒါလေတကယ်တမ်းတော့အဆိုရှင်ညီတို့တွေကမင်းတို့တကယ်လာဝိုင်းတိုက်ပေးတဲ့လူကိုမင်းတို့မကြိုက်ဘူးဆိုရှင်တေးချတာတော့မင်းရဲ့လက်နဲ့ကင်ကတန်းတူညီတူရချင်လို့လက်နဲ့ကင်တာမဟုတ်ဘာကြောင့်လဲဆိုရှင်နော်လောက်စားလို့လက်နဲ့ကင်တာ ဟုတ်တယ်လေဝေခံနေအဲ့ဒါကြောင့်မလို့ PDF တွေကကျမတိပေးနေတယ်လေကရစ်ပြည်နယ်မှာမနေပါနဲ့စစ်မတိုက်ပါနဲ့စစ်မဖွင့်ပါနဲ့လို့ဘာဖြစ်လို့လဲဆိုတော့ကရစ်ပြည်နယ်နဲ့ကိစ္စကကျမတို့အသိဆုံးမနိုင်ဘူးပြည်သူပဲဒုက္ခရောက်တယ်ကိစ္စတစ်ခုကိုနေတော့တိတိရနဲ့ဘာဖြစ်လို့ဆက်ပြီးတော့နေပြီးတော့တေခံအလာကတေခံနေရတာလေဟမ်ကရစ်ပြည်နယ်ကိုကရစ်လူမျိုးကရစ်ကားဆိုတဲ့စော်ကားကရစ်ကားဆိုဒီလိုမျိုးလောက်စားနေတယ်ကိုတိတိရနဲ့ဘာဖြစ်လို့ဆက်ပြီးတော့နေနေတာလေဒီနေမြေလဲနေတော့နေမြေမဟုတ်ဘူးဒီလူတွေကနေတော့မပေးဘူးဆိုရင်နေတော့ရမှာလည်းမဟုတ်ဘူးအဲ့ဒီတော့တိုးတက်တဲ့နေမြေဘိုးနဂါစီမလာဘယ်မှာလဲဘိုးစောခစီမလာပြကရစ်ပြည်နယ်မရှိရတော်ပြီလာဝဲမတိုက်ကြနဲ့နေတော့အကူအညီတွေကလေနောက်ကြောက်ပါရှိလဲဆိုတာငါတို့ကရစ်အတိဆုံးနေမြေတနေမြေမှာထိတ်ချုံလို့မရဘူးဆိုတော့ကရစ်ပြည်နယ်မှာအကလုံးစုပ်ပြတ်တတ်နေပြီဆိုတော့ငါတို့လာမယ်ဆိုရင်လွယ်လေးပဲဆိုပြီးတော့နေတို့ထင်နေကြတာကိုကရစ်ကပညာမတက်ပင်မဲ့နေတို့ထင်သိနေတယ်လေနော်နေတော့ထင်တော့ဒီရခလက်ငါတော့ဝင်လို့မရဘူးကချင်လက်ငါတော့ဝင်လို့မရဘူးကရစ်ဆိုရငါတော့ဝင်လို့ရတာဖြစ်လဲဆိုတော့ကြမ်းဖြားနဲ့ဘာနဲ့လိုက်ဘွားနဲ့ဘာလဲသူများဘိုချစ်သူတော့ဘာတော့သူများလာဖားတာနဲ့ငါတော့ဝင်မယ်ဆိုရင်ဒါကတော့ကောင်းဆိုတဲ့နီလာပဲငါတို့ရနေတယ်ဆိုတော့နေတော့ကိုနေတော့ထင်ကြီးနေတာ哦ငါတို့ကရအခုချစ်တီအခုနော်မတုံးတော့ဘူးတိလားအယိုးတော့ကောက်ွယ်ကိုလက်နဲ့ကင်တာဖြစ်ပါတယ်ရှင်လူမျိုးစားရမဟုတ်ဘူးနော်ဒါတော့ကိုတမိုက်ကိုတီးဖို့ငါတို့ကကြီးတွေကဒါတွေကိုတီးယူရတယ်အခုချစ်တီအနည်းကိုဆက်ချော်ရီကြော်တယ်မတီးယူရရနေရမျက်နာလေကျမတက်ဘာမှမထူချဘူးတိလားနေဘလောက်ပဲလို့နေမျက်နာကျမစောက်ကြည့်မဆိုင်ဘူးဘာဖြစ်လို့လဲဆိုတော့တိလားနေလို့တလောက်ထိပဲဗမာကြိုခန့်ချင်တဲ့ကောင်မကငါကိုလာဆိုတာငါကျမစောက်ကြည့်မဆိုင်ဘူးဘလောက်ထိနေတော့နေစစ်စစ်ကျမစောက်ကြည့်မဆိုင်ဘူးနော်နေတလောက်ထိစကားနေတလောက်ပဲပြောတတ်တယ်ဆက်တတ်တယ်ဆိုရင်လေကျမအတွက်ကတော့
ကျမတို့ကတော့ပပလေးပဲတိလားကိုတိတ်ပြီးတော့ပညာတတ်တယ်အတွေ့အခေါ်ရှိတယ်ဆိုပြီးတော့အထင်မကြီးနဲ့ဒီလိုအတွေ့အခေါ်မျိုးကလေကျမတွေ့ကတော့လေနေစကားပြောနေအော်ဒုက္ခတဲ့ဘုကရင်မဘဝကရင်မတဲ့အဲ့ဒီကလေးကနေကဘလောက်ထိအောက်တားတွေကြာနေတာလဲဆိုတာနစ်ကိုနေပြလိုက်တာပဲအထင်မကြီးဘူးဆော့လက်ကြီးမဆိုင်ဘူးနောက်တစ်ခါလဲကျမကိုဆဲလဲကျမကြီးမဆိုင်ဘူးနေချက်တလောက်ဆဲနော်အတွေ့အခေါ်ရှိတဲ့ကောင်မများတလောက်ထိအတွေ့အခေါ်ဆိုရင်လေနေ့ရဲ့ပြည်တော်စုကနောက်ထက်အနှစ်တရာနှစ်သားသမီးခေနှစ်မီလက်ခေရမမရဘူးတိလားစောက်ကြည့်နော်စောက်နေဘယ်တော့မှမရဘူးဒီမှာဒီခွေးတကောင်လဲတစ်မျိုးကြည့်ဒါကြီးတွေတစ်ချက်ဖြေခဲ့ပြီလားဒီကရင်ပြည်နယ်မှာကမအားလာရဲ့နိုင်ငံတော်အဆင့်စစ်စင်ရေးကိုဒါဘောတပွဲရလွဲပြီးတော့ကျန်တဲ့ကရင်လက်နက်ကင်ဖွဲ့စည်းတွေကမတိုက်ရဲမတိုက်ရဲတိုက်မဲ့သူဘောဒါဘောအဖွဲ့နဲ့ဒီသူ့ရဲ့မဟာမိတ်အဖွဲ့ဒီမှာပမာလေးဒီမှာခွေးကလေးပြောမယ်ငါတို့တက်တိုက်မတက်တိုက်နေတော့ဘူးမပါဘူးငါတို့တိုက်ချင်ငါတို့တိုက်မယ်ငါတို့မတိုက်ချင်ဘူးဆိုငါတို့မတိုက်ဘူးငါနော်1949ကတည်းကငါတို့တော်လာရေးငါတို့ကရင်ပြည်နယ်မှာတော်လာရေးလုပ်လာတာနော်လူပါမဝနဲ့ငါတို့ကရင်ပြည်နယ်မှာလာပြီးတော့လူပါမဝနဲ့နော်ပြောလိုက်အောင်မယ်နေတို့ကိုငါတို့ကလေးဘွားကလေးကလေစစ်ပြေးဆောင်ရတယ်နေတော့ဘယ်မှာလဲနေပြီးတော့မလားမားတလေးမလားဘယ်ဟာလဲငါတို့ကရေလူမျိုးတွေ့စာဒပြခဲ့ဘူးလို့လားကရေတိုင်ရတဲ့စာဒပြခဲ့ဘူးလို့လားဟမ်တခါမှနေတော့မလုပ်ပေးခဲ့ဘူးနေတော့ခံရမှနေတော့တည်တယ်မဟုတ်လားဟမ်နေတော့ခံရတာ၄နှစ်ပဲရှိသေးတယ်ရှင်စက္ကန့်ကျင်းတဲ့ဘရမချင်းချင်းပြတိုက်တာလေကျမရဲ့ကရေလူမျိုးတရတော့မှအသေးမခံနိုင်ဘူးတိလားမင်းကိုယ်တွေဘာတွေထောက်ပြမနေနဲ့ကရေပြည်နယ်မှာမတိုက်ချင်ဘူးဆိုရင်ကိုယ်နဲ့မြေကိုပြန်လာမစော်ကားနဲ့တိလားငါတို့ကရေလူမျိုးခံစားရတဲ့ချင်းဆိုရင်ငါတခါမှမမြင်ဘူးဗမာပြည်မှာဗမာမြန်မာနိုင်ငံမှာကျမတခါမှမမြင်ဘူးဗမာတိုင်းရသားတွေဗမာတိုင်းရသားငါတို့ကရေတိုင်းရသားအတွက်စာကြပြခဲ့တာတို့ငါတို့ကရေတိုင်းရသားအတွက် the voice လောက်ပေးတာတို့ရှိခဲ့ဘူးလို့လားမရှိခဲ့ဘူးအခုမှမင်းကိုလာထုတ်ပြမနေနဲ့တိလားနေရဘုံမနင့်ကိုပြောတယ်နော်ဘိုးဆိုရင်ပြဖြည့်ဆိုနေအခုငါပြဖြည့်တယ်နော်လူဘာမွားနဲ့ငါတို့ကရေပြည်နယ်မှာနေပြီးတော့လူဘာမွားနဲ့နော်တိတ်ပြီးတော့နေတော့ကိုကြည့်ရတာမဟုတ်ဘူးလုံးဝကိုကြည့်မရတာနေတော့ကရေပြည်နယ်ပြက်စီရောလာလောက်တဲ့ကောင်နော်နေတော့မင်းအောင်လာကိုတိုက်ချင်တယ်ဆိုနေပြီးတော့မှပြတိုက်လीမင်းအောင်လည်းနေပြီးတော့လာမတလေးလာရကိုလာအကလောပြက်စီမယ်ဆိုရင်အကလောပြက်စီမယ်ဆိုရင်ငါတို့ကရေပြည်နယ်လဲလုံမြောက်မှာတဲ့ဌာနချုပ်တော့ကလောပြက်စီကုန်ပြီဆိုရင်သူတို့ရဲ့တားသမီးတွေငါတို့ကရေပြည်နယ်မှာရှိတဲ့လူတွေကဘာမှဟိုပါလဲအစားတောက်အစီမပြေတော့ဘူးလေသူတို့ကိုသူတို့ပြန်မှာပဲတိလားဗမာနဲ့ယူပြီးတော့ငါ့ကိုလာမစော်ကားနဲ့တိလားဗမာနဲ့ဖြစ်လို့ဖင်ခံပြီးတော့ငါ့ကိုလာမစော်ကားနဲ့နေ့ရက်ယောက်ျားဗမာဆိုတာငါသိတယ်နော်နေ့ရက်ယောက်ျား PDF မဟုတ်လားဒါကြောင့်မလို့ကျမဒီလိုမျိုးပြောတာနေစောက်ပရတယ်မဟုတ်လားရရကုတ်ရေမချိုးဘူးလား
နေတိုင်းညတိုင်းရေချိုးပေါ့ဒါမှရေစောက်ပါမရတာနော်နေရောက်ကြောင်ငါဆဲတဲ့အခြေဆိုရင် ဖွဲ့တိတိလေးရပဲတိုက်ရတာဇန်နဲ့ဖွဲ့ရမတိုက်ရဘူး ငါတို့တက်လာတာနှစ်90ကျော်တယ်ဟေးနေတော့တက်တာ၄နှစ်ပဲရှိသေးတယ်အခုကနေတော့တက် practice ပဲဒီလားနေတော့တက် practice ပဲဆက်ပြီးတော့လုပ်နောက်နှစ်90လုပ်မင်းအောင်လည်းမသိမချင်းလုပ်နော်မင်းကိုတွေပါတယ်ထုတ်မလာနဲ့ဒီလားနေတော့ဒါလေပညာတက်နေတယ်လို့မတက်နေတယ်လို့ဘိုးတယ်လို့ခွေးနေတယ်လို့ဘာလို့ချင်းလာလဲငါတို့ခေပြည်နေမှာဘာမှမရှိဘူးငါတို့ခေညူကောက်ဆောက်ကိုလို့ရွှေတွေငွေတွေသူ့ကိုပြီးဒီလားဘာယာတနာမှမရှိတော့ဘူးနေတော့လာလူလဲဘာမှမရှိတော့ဘူးနော်ပြည်သူကိုဆက်ပြီးတော့ဒုက္ခမပေးနဲ့တော့ဒီလားနော်သူများနေရာကိုလာနေပြီးတော့သူများပေးနေတယ်သူများသမီးကိုစားပြီးတော့ခွေးတောင်းစားဘဝမြင့်ကိုဘယ်လိုမျိုးထင်နေတာလဲမသိဘူးမင်းကိုတွေဘာတွေထုတ်နေတာလားငါတို့ကြည်ပြင်းနေမှာဒီတိုင်းပဲတွားတာပဲနော်နင်တို့လာတိုက်ပေးတာမဟုတ်ဘူးနေတော့ငါတို့ရဲ့ကြည်နေမြေကိုလိုချင်လို့လာတိုက်ပေးတာအလာကလာတိုက်ပေးတာမဟုတ်ဘူးဆိုတာငါတို့ကြည်အတွေ့အခေါ်ရှိတဲ့လူဆိုရင်သိတယ်လေနော်ပြန်ငါတို့ကရင်နေမြေမှာမနေနဲ့တိလားပြီးတော့သူတို့ရဲ့ဟိုနိုင်ငံရေးတွေငါတို့ရဲ့ခေညူကောက်ဆော်တွေတွေ့ပြီးတော့တချို့ခေညူကောက်ဆော်တွေကပေါ့နော်ကရင်ပြည်သူလူထုလုံမြော့ရေးအတွက်မလုပ်ဖ ೇನೆ ဗမာချင်းဗမာအာနာရှင်ဗမာလူမျိုးအာနာပြရအောင်တိုက်ပြီးနေကြတဲ့ကငါတို့ရဲ့ကြည်ကောင်းဆောင်တွေကခွေးဖြစ်ကုန်ပြီဘာဖွာတော့တဲ့မျိုးလဲဟာနေရောက်နေစောက်ပရတယ်ဆိုရင်ရေမနဲ့တခါညတခါချိုးလို့ပြောနေတယ်လေနော် PDF ကိုထိမယ်ဆိုရင်နေစောက်ပရတယ်မဟုတ်ဘူးလားဟာအေးရေမမချုံးလူဘာလဲလာဝဒီရင်လက်နဲ့ကင်ဖွဲ့စီခေါင်းမတိုက်ရဘူးလားအားလေးတော့ဖြေခဲ့ပြီဆရာကြီးဆိုရင်ပေါ့ဟုတ်လေငါတော့ဆရာကြီးပဲငါဖြေခဲ့တယ်နော်ငါတို့ရဲ့ကြည်ပြင်းနေမှာစစ်မတက်ဘူးစစ်တိုက်လာတာငါတို့စစ်တက်တဲ့အချိန်မှာနေတို့အေးဆေးနေတယ်အခုကငါတို့အေးဆေးနေနေတို့ပဲတိုက်နေတို့ပဲတိုက်နော်နေတို့ပဲကြွားပြီးတော့တိုက်ဒီငဇွဲကိုလည်းတိုက်နော်ဒီငဇွဲလည်းဘာလီလည်းမသိဘူးကရေလူမျိုးငဇွဲကနော်ငါတို့ကရေလူမျိုးမရှိဘူးငဇွဲကတေးတာကြာပြီဂျေဇုရှင်ကိုပြန်မစော်ကားနဲ့ဂျေဇုရှင်ကိုပြန်စော်ကားတဲ့လူတိုက်ကနော်ငရဲပြည်မြများရောက်တယ်စကားကိုတေပြောဒီလားနေတို့ရလေငါတို့ကရေလူမျိုးကိုတအားပြောချင်တယ်သိတယ်ဒါပေမဲ့ငါတို့နေမြေမှာနေတော့နေလို့ပြောမယ်ဆိုရင်နည်းနည်းပတ်စင်ချီပြောသေးတယ်ငါတိတာပေါ့ရှင်ကျမလေလူအများအပြားကပေါင်းခဲ့ဘူးလို့ပေါင်းခဲ့ဘူးတဲ့လူမျိုးတစ်မျိုးနဲ့တစ်မျိုးကပေါင်းခဲ့ဘူးတဲ့ငါတို့ရဲ့ကပြေပြည်သူတွေကန်ရတဲ့ကရေလူမျိုးတွေကန်ရတဲ့တမတော်တွေတော်လေးကိုစော်ကားခြင်းနဲ့ဒါပေမဲ့ငါတို့လူမျိုးပြက်တာပြောမရဲဘူးဖြစ်လွယ်ငါတို့သမင်းကိုနေတို့စားနေတော့နော်အကြံတစ်ခုပေးလောက်မယ်နေတို့ကိုကျမနော်နေတို့ကျမနေတို့ကိုအကြံတစ်ခုပေးလောက်မယ်ကြည်ပြင်းနေမှာဆက်မနေပါနဲ့နေတို့ကြဆက်နေရင်နေတို့ကြမြပဲအတိခံရတာအတိခံရမယ်ပြီးတော့ကြည်နေမြေမှာလဲမလုံမြော့ဘူးငါတို့ရဲ့ကြည်ပြည်သူတွေပဲဒုက္ခရောက်နေတယ်နော်လာတိုက်ပေးတယ်တဲ့လုံမြော့ဖို့အတွဲတဲ့မဟုတ်ဘူးနင်တို့လာတိုက်ပေးတာလေကြည်ပြည်သူကိုဒုက္ခလာပေးတာငါတို့ဒုက္ခလာပေးတာတက်ပဲနေတို့တွေနော်ကျမပြောတာမကြိုက်ဘူးဆိုကြော်သွားဖိတ်ခေါ်ထားတာလည်းမဟုတ်ဘူးနော်အမတရားဆိုတာခါတယ်ဆိုတာသိတယ်ဒါပေမဲ့ဗ
မာစကားပြောမတတ်ဘူးဆိုတာဘာဖြစ်လို့ကျမကဗမာလူမျိုးတွေကကျမကိုပြပြီးတော့ reply လုပ်နေတာလဲကျမစကားကိုသူတို့နားလေလို့ပေါ့နော်ကျမစကားလည်းနေနားလေလို့ပေါ့နေလာ comment ပေးတာကျမစကားကိုနေနားမလဲဘူးဆိုရင်ကျမပြောတဲ့ဗမာစကားတွေနေနားမလဲဘူးဆိုရင်နေဘယ်လို comment ပေးမလဲမဟုတ်ဘူးလားငါတုံးမမဟုတ်ဘူးနော်ဒီမှာဟမ်နိုင်ငံကြီးမှနေနေနော်နေတော့လို့မျိုးအောက်တာစားတွေမဟုတ်ဘူးဟမ်အမတရားကိုပြောလို့အမုန်းခံပြီးတော့ပြောနေတာနော်ဟမ်ဒီနေ့ကအတန်နဲ့ဝင်လို့နေတလောက်ပဲအစေးရတာတိလားကျမကဗမာမမဟုတ်တာဗမာစကားတလောက်ပြောတတ်တာကျမကိုယူတယ်နော်နေတော့မှငါတို့ကရေပြည်နယ်မှာလာနေတဲ့၃နှစ်လေးနဲ့ဗမာကရေမတော့မှယူပြီးတော့မှလေကရေစကားပြောမတတ်တဲ့ငကြွဲတွေရှိသေးတယ်နော်ငါကိုရဆဆအထင်သေးနေနော်ဗမာစကားဗမာစာတော့မှကျမတို့မတက်ဘူးလေတလောက်ထိပြောတတ်တယ်ဆိုတာကကျမက smart လုပ်ပဲပေါ့နော်မနီဆိုတာမှာနေပြီးမားပြပြီကျမနေတဲ့ state ရလေကျမပြောလိုက်အောင်မယ်နော် the taste state တိလားမနီဆိုတာလေ the taste state မဟုတ်ဘူးနည်းနည်းကြွားလိုက်အောင်မယ်နော်ငါကဒီကရေမပညာမတက်ဘူးတဲ့ငါကိုလာစမ်းသေးတယ်သူစကားပြောတဲ့အပေါ်အစားကတော့အေးငါကိုငါဆိုရှက်လက်တာဒီလားငါလိုက်ဒီလားကျမကရေမဆိုတော့ပမာတလောက်ပြောတတ်တာကျမကိုယူတယ်နေတော့ဘလောက်ပဲပြောကျမပြောချင်တဲ့အတိတ်ပဲနေတော့တည်တော်ပြီနော်ပြီးစရာလည်းမလိုဘူးကြွကြပြောစရာလည်းမလိုဘူးငါကိုယူတယ်တိလားလာမစော်ကားနဲ့တရောက်မှမထားဘူးနော်လာစော်ကားရေပြစော်မှာပဲတခြားကရေမနဲ့မတူဘူးနော်တိတ်ပြီးတော့ကိုအထီမကြီးနဲ့နော်မပြောလိုက်ချင်းငါ့ကိုကြည့်မရအောင်မဟုတ်လားဒီလိုမျိုးစကားပြမယ်နေတော့ကျမကိုကြည့်မရအောင်မဟုတ်လားကြည့်မရလဲကျမမတတ်နိုင်ဘူးနော်ပြောစရာရှိရင်ပြောရမှာပဲငါတို့နေမြေမှာနေတယ်ဆိုရင်အေးစစ်နေပါဇာပိတ်ပြီးတော့နေမဟာနဲ့ဟာချင်တယ်ဆိုရင်ဘုံငကားစီစိတ်ကိုကျမပြောမယ်စိတ်တိုက်ချင်တယ်မဟုတ်လားစကားစားကြဆော့လောက်မင်းမဟုတ်လားခရီးပြင်းနေမှာစိတ်မတက်နဲ့ဘယ်တော့မှလုံးမြောက်မှာမဟုတ်ဘူးဘယ်တော့မှလည်းအောင်မြင်မှာလည်းမဟုတ်ဘူးအဲ့ဒီတော့ဘုံငကားစီမှာပြတ်သွားအလေးဝင်ဘုံစကားစီမှာဘုံငကားကတော့တကယ်တိုက်တယ်တကယ်တော်လာရဲ့စိတ်ရှိတဲ့လူပြသူတို့စီမှာတိုက်ငါတို့ကရေပြင်းတဲ့တစ်ခုပဲမလုံမြောက်ဘူးဆိုရင်ဘာမှမဖြစ်ဘူးနော်ငါတို့ကရေပြင်းမှာမလုံမြောက်ပါစေဘာမှမဖြစ်ဘူးဒါမဲ့ကျမကကိုဂျေးစာရှိလို့အလကမသိစေချင်လို့ပြောနေတာစေတနာနဲ့နော်ဒီစေတနာတခြားလူမပေးပါဘူးကျမပဲဒီလားပြီးတော့ငါတို့ကရေပြည်နယ်မှာမြော်လန်နဲ့ဖက်ဒရယ်တွားတဲ့လူရှိတယ်NUGနဲ့ဖက်ဒရယ်တွားတဲ့လူရှိတယ်ပြီးတော့ကိုယ်နိုင်ငံကိုထူထော်မဲ့လူလည်းရှိတယ်နော်အဲ့ဒီတော့နေတို့ရဲ့အောင်မြင်မှုဟာဝေးသေးတယ်အဲ့ဒီအောင်မြင်နေတို့ရဲ့အောင်မြင်မှုမျော်လင့်ချက်မပြည့်စုံဘူးအညာမှာပြန်ပြီးတော့စိတ်တိုက်ပြီးတော့နေပြီးတော့မှဝင်းမန္တလေးမှာဝင်းမန္တလေးနဲ့နေပြီးတော့ယာကိုအကလောပြက်စီပြီးကိုဆိုရင်ငါတို့ကရေပြည်နေမဲ့လုံးမြောက်ပြည့်တဲ့ချင်းမှာဒီလားကိုအလောက်ကိုမလောက်ပဲနဲ့သူများကိုလက်ပြီးတော့စေကိုနေရနေမတတ်ဘူးနော်သူများကဒီကောင်မပညာမတတ်ဘူးပြောတယ်သူတို့ကပြကြည့်တော့လဲစင်တန်းတယောက်မှမအောင်ဘူးသူတို့ကိုသူတို့အထီးကြီးကြတယ်
နော်အခုနဲ့ဒီနေ့ကတော့အဲ့ဒီအမဒီပို့ကီမတယောက်ပေါ့နော် reply လာလောက်တယ်စောက်ကြွားမနေနဲ့ကျမရှိမှာစောက်ကျမဆိုင်ဘူးနေနော်ပြီးတော့ဒီခွေးကောင်လေးတကောင်နော်ငါတို့ကရင်ပြည်နယ်မှာနေပြီးတော့မင်းကိုတွေဘာတွေထုတ်မနေနဲ့ခွေးမပြုတ်ဘူးနေတော့လည်းငါတို့ကရင်ပြည်နယ်မှာအလုံးမရှိဘူးနော်အခုနေဖဲဟဲရီဖလာရာပြောကြရလားမဟဲလာပတလောတက်လေတလို့ဘလူဘာဝါပါဟဲလာပတလောတက်လေနိုခဲချီနိုခဲဘမေမဒိုနေဒိုဘမေမအော်အော်ဘမေမမီနေမီโอเคတဲအားရီနော်ငါပြောလို့မယ်ငါတို့ကရင်ပြည်နယ်မှာနေမယ်ဆိုရင်လေကိုဇွဲတို့တချို့ PDF တွေစကားများတဲ့ PDF တွေပြောလိုက်အောင်မယ်ငါတို့ကရင်ပြည်နယ်မှာနေမယ်ဆိုရင်ငါတို့ပြောသလိုလုံးငါတို့အိတ်ခိုင်းတယ်ဆိုရင်အိတ်နော်စားခိုင်းတယ်ဆိုရင်စားလောက်ဘာပဲလောက်ခိုင်းလောက်ပါဇာပိတ်ဆိုရင်ပိတ်ဒီလားသတိထားပြီးဟာဂတိပေးပြီးလေနော်ဒီမှာနေလဲမထူးပါဘူးဆိုမှနေပြီးတော့ငါတို့ကကြီးလူမျိုးတို့လက်စေးခံမနိုင်ဘူးဘာတွေလဲမသိဘူးတော်လေးစိုးနေတဲ့ဟာတွေဘဝမြင့်တဲ့ဟာတွေကိုဘဝကိုမသိတဲ့ဟာတွေငါတို့လိုမျိုးစစ်ပြေဆောင်ကြည့်လိုက်လေဘလောက်ထိပြောင်းလို့ကောင်းလဲဆိုတာနေသိမှာပေါ့သိလားနော်အချစ်ပုံမြင်မနဲ့ကျမကိုလာဆဲလဲကျမဆောက်ချင်းမဆိုင်ဘူးနော်ကျမလီပြည်သူအတွက်ရက်တီပေးနေတာဘာအုပ်စုအတွက်မှရက်တီပေးနေတာမဟုတ်ဘူးသိလားနေတော့ဘလောက်ပဲစစ်စစ်ငါရဲ့အီးပဲနေတော့ရမယ်သိလားနော်အခုလေထိုင်နေတော့ဘူးသေးပဲဟဲ့တေဘာသာဝညောမနော်ဘယ်ခေါ်လပ်ခုပနာနေခေဝရပီယိုတီရူကောတေလီပိုချဲပဲလို့လုံးမလဲဒီတဘောတွေအကြောက်ပဲသူတို့ကအခွင့်အရေးရှိတယ်မြော်လဲနဲ့စကားပြပြောဖို့အတွက်မြော်လဲမယုံဘူးပါရညာတွေပြည်သူအတွက်မတွေးပေးလို့မြော်လဲနဲ့စကားမပြောတော့သူတို့ကတဘောဖြစ်တော့မြော်လဲကိုသူတို့တိုက်တော့မြော်လဲပိုးကျဲမှာပေါ့ရာသူလေပိုးကျဲမယ်ဆိုရင်စစ်သားရှိတဲ့နေရာမှာသူတို့တွားကျဲတာမဟုတ်တာပြည်သူရှိတဲ့နေရာမှာသူတို့တွားကျဲတာနော်မြော်လည်းဖိတ်ခေါ်တယ်ပြလာပါစကားပြောမယ်ဘာရညာနေလောက်မယ်ပြကြည့်ပါလားမနိုင်ပဲနဲ့ပြီးတော့တခြားနိုင်ငံမှာလိုက်ပြီးတော့ကူညီတောင်းမြော်လည်းကိုအော်ဆာစုဂျီကိုမဆုဂျီကိုဘာလဲထွဲအောင်လုပ်ပေးပါတယ်နဲ့မဆုဂျီထော်ထဲမှာရှိနေလားထွဲလားဒါတော့ကျမတို့ကိစ္စမဟုတ်ဘူးဗမာချစ်ကိစ္စစောက်ကြည့်မဆိုင်ဘူးဒါပေမဲ့သူတို့တွေကတခြားနိုင်ငံမှာတောင်းပြီးတော့ဒီမှာမြော်လဲဘုတ်ကျဲနေတယ်ဒီမှာမြော်လဲလုံနေတယ်ဒီမှာဒါပြည်တွင်းဖြစ်တဲ့ဟိတ်ကိစ္စတခြားနိုင်ငံတွားလို့ပေးလို့မရဘူးကျမကအယုတ်ကြိုက်တာလားအသားစားနေတာလားဆိုတာနေတိလို့နော်နေတအားနာတာနော်ဗမာပြည်သူဗမာလူမျိုးဘယ်လိုပဲလဲဗမာနိုင်ငံဂျုံချင်းချတဲ့လူကအယိုးပဲစားရတယ်အဲ့ဒါကြောင့်မလို့ငါတို့ရဲ့ခင်ယူကားစော်တွေကဗမာနိုင်ငံရေးကိုကစားနေလို့ငါတို့ရဲ့ပြည်သူတွေအယိုးအမြဲပဲသူတို့လည်းအမျိုးအမြဲပဲစားရတယ်လေအသားတခါမစားရဘူးလေအခုကကျမစားနေတာအသားနေတို့တွေကနော်ကျမစားနေတာအသားနေတို့တွေကစားနေတာအယိုးနေတို့ကိုနေတို့မသိလို့မြော်လဲတွက်စကပြောနေမြော်လဲအတွက်လှုပ်ပေးရအောင်ကျမကမြော်လဲလူမျိုးလည်းမဟုတ်တလို့မြော်လဲအုပ်စုလည်းမဟုတ်ဘူးကျမအခုပြောနေတာပြည်သူအတွက်ပြပြီးတော့ဆွေးနွေးလေကိုမနိုင်တာကိုတည့်ရတာနဲ့ဘာဖြစ်လို့ဆက်ပြီးတော့တိုက်နေရတာလဲဟမ်ကိုအထေကြီးပြီးတော့စိတ်ကိုပဲလက်တိုက်လက်ဖွင့်ပြီးတော့ဘာမှတိုးတက်မှုမရှိ
ကျမပြောနေတာပြည်သူအတွက်ဘု து ဘက်မှာမရှိဘူးနော်အဲ့ဒီတော့ပြည်သူတွေတိဖို့အတွက်အခုကဘိုးကျဲနေတာတမဟာလေးလဲဒီလိုပဲဘိုးကျဲတာပြည်သူတွေဒုက္ခအများကြီးရောက်တယ်မပြောချင်ဘူးအဲ့ဒီဘိုးကျဲတဲ့ကိစ္စစိတ်ညစ်တယ်နော်အခုနေဘဘကေဘလော့ကဒါပတာအခုကလက်နဲ့ကဲဒိုက်ကမညီညွတ်တာ We don't have to meet with me. You don't have to meet with me online. And then do you have enough equipment to fight back? You don't. The bata chica tale mi ole ba mi ya. Nata pota li le lo le ke tu mi ole lo po wa. Ne kha ko chi ku ko ga kle du chen na ni. 开开呢，就嘛到来也是看他累你不呢，就要敲不打的你嘞，就要敲把力的别嘛的你吧，把力牛了给个小起破了，但老大来了就过去了啦，这个嘛呢不是结吧，都脑袋看看吧，啊我呢这个疫情，亏啊疫情，亏到嘛都杀了压的嘞。Just wait to see soon you will see the results will coming. When? Next 10 years? Next 100 years? Now the results ni mo. Let us talk on it. Now the get but us talk on to do ni. Bata ko la make la me ole ora sikacha. Bata ko la bo. Do da clock leader oh that oh not me. Ai သူမေပေါ်တာလဲ NUG ဆိုရသူနဲ့ NUG ဆိုရတယ်ပေါ့နော်မြော်လေရွက်ကောက်ပွဲလုပ်မယ်နေတော့ပြောတော့ပြည်သူအစိုးရဆိုတကယ်တာအစိုးရဆိုနေတော့လဲရွက်ကောက်ပွဲလုပ်လေနေတော့ဘာမှပြည်စင်မှုမရှိဘူးလေအဲ့ဒါကြောင့်မို့မြော်လဲဘာပဲလုပ်နေတော့ပဲနောက်ကျနေတယ်ပြီးတော့မြေလဲဘွားနေမြော်လဲဒီရွက်ကောက်ပွဲကိုဘယ်တမှဖြစ်မလာဘူးပါအော်လို့မရဘူးလက်တွေ့လို့ရမယ်အော်များလို့တော့နော်အော်ရာများလိုက်တာဒီမဖေခိုင်တရားလဲပါလဲယာကိုနီနာမရှောင်းနေပါပြီရှင်တနပကြော်ပြီယာကိုဘာမှမရှောရသေးဘူးဟုတ် so you နကလဖော်မြော်လဲကောနေနကဘာယင်းနီလောနပွာလက်ထိုးနေတယ်ကိုရီနော်အခုနေဘယ်မှာကွာကတာကနေကဲနေဘဘကညောဖွနာကြရပြီးရတီရူကောစေဒီလာဝဲတီရူပြီးရတီရူကောစေလောနေအကလေတိုးလညတဲ့နေမလာလောခိနေပါအဝဲတဲ့ကတူကတာဘလောနေအဝဲတဲ့ချီဖို့ကဘောပါကောပါခဲကျလောအရဲ့ချီဖို့ကဘောပါကောပါခဲနေမရဟဲမှာကျေဝဲတဲ့လေဘာတဲ့မှာကျေဝဲတဲ့နော်ပါအဝဲတဲ့ပြည်စင်မှုကအတော့တော့တမီကြီးပါအခုနေတော်လာရေးဝဲနေကောမြေကောနေတော့ဘွဲတဲ့သူဘကချုံမဖိုင်ကြီးညာနာဟွာအခုနေဒါညနေပခဲ reply ဝရဘွာကညောလကဲဝရမြေော်လေဂျုံပမာဂျုခန်တူနေ